စာထဲမှာတွေ့ဘူးတာကလူတွေကိုလောင်စေတတ်တဲ့မီး9မျိုးရှိတယ်တဲ့ထင်းမီးလောဘမီးဒေါသမီးမောဟမီးလင်မယားကြမှာလောင်တဲ့လင်မယားမီးမိဘနဲ့သားသမီးကြမှာပူလောင်စေတဲ့မိဘမီးတန်ဃာနဲ့တကားတွေကြမှာလောင်တဲ့တန်ဃာမီးဆိုပြီးတော့စာပေမှာပူလောင်စေတတ်တဲ့မီးကို9မျိုးပြတယ်မိဘတွေဟာအာဟုနေယကိမီးတဲ့မိဘတွေဟာသားသမီးတွေအတွက်အကျိုးကျေးဇူးများတော့လေပြစ်မှားမိရင်သားသမီးတွေကိုပူလောင်ကျွမ်းစေတတ်လို့မိဘတွေဟာသားသမီးတွေအတွက်တော့မီးတစ်မျိုးလို့ဆိုထားတယ်သိပ်ပြီးတော့သတိထားစရာကောင်းတယ်မီးဆိုတာလူတွေကိုသိပ်ပြီးကောင်းကျိုးပြုတယ်လို့အကင်အသွယ်မှားရင်လဲလူတွေကိုတခါတည်းသေလောက်အောင်ဖြစ်စေသေတဲ့အထိဖြစ်စေဒုက္ခပေးတတ်တယ်ထို့တူမိဘဆိုတာကလည်းသားသမီးတွေအတွက်ကောင်းကျိုးများတယ်လို့အစင်မသိရင်လဲလောင်စေတတ်တဲ့မိတစ်မျိုးလို့ဆိုထားတယ်ဒါကြောင့်မိဘကိုကင်တွယ်ရမှာမိဘနဲ့ဆက်ဆံရမှာအထူးသတိရှိကြပါလို့ပြောချင်တယ်အကောင်းဆုံးကတော့မိဘတွေနဲ့ပတ်သက်လာရင်တတိအလွန်ထားဖို့မပြစ်မှားမိဖို့မိဘဒီဘက်ကအလွန်ဆိုးလွန်းတယ်လို့မြင်ရင်တောင်လွတ်အောင်ပဲရှောင်းပြီးနေတတ်ထိုင်တတ်ဖို့ပြောရမှာပါပဲဘယ်လိုအကြောင်းနဲ့မှပြန်လှန်မပြောပြအောင်ထိန်ထိန်သိမ့်သိမ့်နေကြရမယ်စာပေတွေတရားတွေပြဇာတ်တွေဇာတ်လမ်းတွေမှာမိဘမေတ္တာတွေကိုသိတတ်ကြဖို့မိဘမေတ္တာတွေဟာအလွန်ကြီးမားကြောင်းအမျိုးမျိုးနဲ့ပြောဆိုဆုံးမနေကြတာပဲသို့တော်လည်းလက်တွေ့လူလောကထဲမှာတော့လူအတိုင်းအဝိုင်းအမျိုးမျိုးထဲမှာတော့မိဘနဲ့သားသမီးအဆင်မပြေမှုတွေဟာလက်ရှိတွေ့မြင်နေကြရတာပါပဲဖုံဖုံကတော့ဒါဟာအချစ်တွေမေတ္တာတွေနဲ့မဆိုင်ဘူးအချစ်တွေမေတ္တာတွေကြောင့်မဟုတ်ဘူးပုထုဇဉ်ဆိုတဲ့လူသားတွေဖြစ်နေကြလို့ဒီလူတွေဖြစ်နေကြတာပဲလို့လက်ခံထားလိုက်ပါတယ်ကဲရှိပါစေတော့ခုမိဘကိုပြန်လည်မိပြီးသွားပြီမိဘကလည်းမရှိတော့ဘူးဘာပြောကြတော့မလဲမှားပြီးသားအမှားကိုပြန်ခံစားနေလို့ဘာကောင်းကျိုးမှမရနိုင်ဘူးအကောင်းဆုံးဘာလုပ်ရမလဲဆိုတာနဲ့ပဲပြောချင်တယ်မိဘကိုအမှားရတိုင်းကုသိုလ်ကောင်းမှုပြုတိုင်းအမျှပေးတာမျိုးလုပ်ပါမိဘကိုအောက်မေ့သတိရတဲ့အနေနဲ့ကုသိုလ်ကောင်းမှုပြုပေးတာမျိုးလုပ်ပါဆွေမျိုးမိတ်ဆွေအသည့်တွေတငယ်ချင်းတွေအပေါင်းအသင်းတွေကိုမိဘအပေါ်မှာမလှန်မိကြဖို့တတ်နိုင်တဲ့